တခါတော့ကဘာပေါင်းမှာလူတွေဟာလူသားအချင်းချင်းအပေါ်သာအာရုံစိုက်ခဲ့ကြပြီးပတ်ဝန်းကျင်ကတည့်ရဆန်တွေရဲ့အရေးကိုမြင့်လျော်နေခဲ့ကြတယ်။အဲ့ဒီအချိန်မှာတည့်ရဆန်တွေဟာစကားပြောဆိုနိုင်ခြင်းမရှိပေမဲ့နာကျင်မှုကိုခံစားရတယ်ဆိုတာကိုလူတွေသတိမထားမိခဲ့ကြပါဘူး။ဒါပေမဲ့အောက်တိုဘာ4ရက်နေ့မှာတော့လူသားတွေဟာတတ္တဝါအားလုံးဟာတန်ဖိုးရှိတယ်ဆိုတာကိုနားလည်လာခဲ့ကြတယ်။ခွေကြောင်ငှက်တွေဒါမှမဟုတ်တော်ရိုင်းတိရစ္ဆာန်တွေပဲဖြစ်ပါစေရှင်တန်ခွင့်နဲ့လုံခြုံခွင့်ဟာလူသားတွေအတွက်သာမကတိရစ္ဆာန်တွေအတွက်လည်းအရေးကြီးတယ်ဆိုတာကိုသိရှိခဲ့ကြတယ်ဒီလိုနဲ့တိရစ္ဆာန်တွေအပေါ်ကျင့်နာစွာဆက်ဆံခြင်းဟာလူအဖွဲ့အစည်းရဲ့အရေးပါတဲ့အစိတ်ပိတ်တွေကိုခစ်လာခဲ့ပါတယ်ဒီနေ့ကိုကမ္ဘာတရဆန်နေ့ World Animal Day လို့သတ်မှတ်ခဲ့ကြပါတယ်။ဒီနေ့ကိုတရဆန်တွေကိုကာကွယ်စောင့်ရှောက်ခြင်းနဲ့သူတို့ရဲ့အခွင့်အရေးကိုလေးစားခြင်းအချင်းပုံမကောင်းမွန်တဲ့ကမ္ဘာကြီးကိုတည်ဆောက်နိုင်တယ်ဆိုတာကိုဒီနေ့ကသတိပေးနေပါတယ်။ဒီနေ့ကိုဂုဏ်ပြုပြီးတင်ပေါ်မှာအမတ်ရဆုံးအိမ်မွေးတရဆန်ဒါမှမဟုတ်တရဆန်လေးတစ်ကောင်အကြောင်းကိုမှတ်ချက်မှာပြောပြပေးခဲ့အောင်နော်။